မင်္ဂလာပါရှင်ဒီနေ့ကျမတို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုနည်းနည်းလေးအတွင်းကျကျဆွေးနွေးကြည့်ကြမလေအဲ့ဒါကတော့ခေတ်အဆက်ဆက်တံပိုးထားခဲ့ကြတဲ့ဇိမ်ခံလုပ်ငန်းပေါ့နော် luxury industry သူတို့ကဒီ digital ခေတ်ကိုဘယ်လိုရင်ဆိုင်နေရတယ်လဲအထူးသဖြင့် internet အပေါ်သူတို့ရဲ့သဘောထားတွေချင်းကပ်ပုံတွေဘယ်လိုပြောင်းလဲလာတယ်လဲဆိုတာကိုပြောကြမယ် ဟုတ်ကဲ့ခင်ဗျာဒီအကြောင်းအရာကိုဆွေးနွေးတဲ့နေရာမှာတော့ Yushe Okonkwo ရေးတဲ့ Luxury Online ဆိုတဲ့စာအုပ်ထဲကအချက်လက်တွေကိုအဓိကမြင်ညမ်းသွားမှာပါဒီစာအုပ်ကတကယ်ကိုဇင်ခံလုပ်ငန်းတွေရဲ့ online ဘောကခီးစဉ်ကိုတော်တော်လေးစစ်ဆက်သူတည်တနာလောက်ထားတာတွေ့ရတယ်ဆိုတော့ဒီဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကတော့လေဇင်ခံအမတ်တန်စိတ်တွေအစပိုင်းမှာဘာလို့ online ကိုရှောင်နေကြတာလဲနောက်ပိုင်းကျတော့သုံးဆွဲသူရဲ့အဖြူအမူတွေမျောလင်းချက်တွေကဘလို့ပြောင်းသွားလို့သူတို့လည်းလိုက်ပြောင်းလာတာလေအဲ့ဒါပြင် online မှာအဲ့ဒီဇိမ်ခံဆိုတဲ့ခံစားမှုမျိုးကိုဖန်တီဟိုစူးစမ်းတဲ့အခါမှာဘလို့အခက်အခဲတွေအခွင့်အလမ်းတွေရှိနေတယ်လေပေါ့လေဟုတ်ပါတယ်အဲ့ဒါဒီအပြင်နိပညာရဲ့အခန်းကဏ္ဍနဲ့အနာဂတ်အလားအလာတွေကိုလည်းတုံ့ပြန်ကြည့်ကြမှာပါလေကောင်းပါပြီဒါဆိုအစပိုင်းအခြေအနေလေးကိုအရင်ကြည့်အောင်အင်တာနက်ပေါ်ခါစားတုန်းကဇိမ်ခံတဲ့စိတ်တွေကဘာလို့ online တက်ဖို့ဒီလောက်တော့တွန်းဆုတ်ခဲ့ကြတာလဲအဓိကကတော့လေသူတို့ရဲ့အမှတ်တန်စိတ်တန်ဖိုးရဲ့အသံနနုံးလို့ပြောလို့ရတယ်တည်တံ့ဖြစ်မှုပေါ့ exclusivity အဲ့ဒါကြီးပျောက်သွားမှဆိုရင်ကြတာလူတိုင်းဝင်လို့ထွက်လို့ရတဲ့နေရာမျိုးမှာသူတို့ရဲ့တည်တံ့ဆန်မှုပျောက်သွားမှဆိုတာပေါ့နော်ဟုတ်တယ်အဲ့ဒီပြင်အင်တာနက်ရဲ့သဘောတဘာဝကူကတုံးဆွဲသူကထိန်းချုပ်တဲ့အရင်ကြီးမှုလေအဲ့ဒါကသူတို့လုံးနေကြအပေါ်စီကနေထိန်းချုပ်ခြင်းတဲ့ပုံစံနဲ့တော်တော်လေးစန့်ကျင်ပဲဖြစ်နေကြတာPrada လို့အမတ်တစိတ်ကြီးတောင်2009 website မရှိခဲ့ဘူးဆိုတော့တော်တော်လေးအံ့ဩဖို့ကောင်းတယ်နော်ဟုတ်တယ်ဒါကသူတို့ဘလောက်ထိချီတုံထိခဲ့လဲဆိုတာကိုပြတာပဲအဲ့ဒါက exclusivity ကြောင့်မလားဒါမှမဟုတ်တခြား online မှာအတူတွေများမှဆိုတာတို့နီးပညာပိုင်းခက်ခဲလို့ရောမရှိဘူးလားတည်တံ့ချစ်မှုကအဓိကအကြောင်းရင်းပါပဲဒါပဲဟုတ်ပါတယ် online မှာအတူပါပေါ်တာအမတ်တစိတ်ပုံရိပ်ကိုထိန်းချုပ်ရခက်တာတွေလည်းပါတာပေါ့ပြီးတော့အဲ့ဒီချိန်က online shopping culture ကဇင်ခံပစ္စည်းနဲ့တိတ်မကိုက်သေးဘူးလို့သူတို့ယူဆခဲ့ကြပုံရတယ်Chanel တို့ Hermes တို့ဆိုအခုထိတောင် e-retail ကိုအပြည့်အဝလက်မခံသေးဘူးဆိုတော့သူတို့ရဲ့ယက်တီချက်ကခိုင်မာနေတော့ပဲနော်ဟုတ်ကဲ့သူတို့ကတော့အယောင်းဝယ်ချက်အမတ်တန်စိတ်ရဲ့ image နဲ့ experience ကိုပို့လေထားတဲ့သဘောပေါ့ဒါပေမဲ့ချိန်ဒီလေးကတော့ပြောင်းလာတာပဲလေဟုတ်ကဲ့အထူးသဖြင့်စီးပွားရေးအခြေအနေတွေပြောင်းလာတဲ့အခါပေါ့အဲ့ဒါပေါ့အထူးအထင်း2008နောက်ပိုင်းစီးပွားရေးကျဆင်းမှုတွေပါတွေကျောင်းလာတော့သူတို့လည်း online ကိုဒီတိုင်းလစ်လျူရှုထားလို့မရတော့ဘူးဆိုတာသိလာတယ် e-retail ကလမ်းကြောင်းတည်ထလာတယ် social web ကနေ marketing လုပ်ဖို့ကလည်းမဖြစ်မနေလို့အပ်လာပြီဆိုတာကိုနားလည်လာကြတာပေါ့အမတ်တန်စီဘကဒီလိုစဉ်းစားလာတဲ့ချိန်မှာသုံးဆွဲသူတွေဘက်မှာတော့ပါတဲ့အဓိကပြောင်းလဲသွားလေအင်တာနက်ကဇင်ခံပစ္စည်းဝယ်တဲ့သူတွေကိုဘလို့ပြောင်းလဲစေခဲ့တာပါလေအကြီးမားဆုံးပြောင်းလဲမှုကတော့သုံးဆွဲသူတွေကရင်ကထက်အများကြီးပို့ပြီးတော့အတိကျွယ်လာတယ်ပို့ပြီး empowered ထလာတယ်ပေါ့အင်အားရှိလာတယ်ဆိုလိုတာကသူတို့ကိုယ်တိုင်တရေချက်လက်ရှာနိုင်လာတယ်ပေါ့ဟုတ်တယ်သူတို့ကအချက်အလက်ရသူအမတ်တန်စေရဲ့ official website ကိုတွေကိုမယ်အမကိုတော့ blogs တွေ social media တွေတပတ်ချီရောင်းတဲ့ site တွေ Zenonation နဲ့ site တွေနေရာအစုံကနေသတင်းအချက်လက်ရှာတယ်လီလာတယ်အဲ့တော့အမတ်တန် site တွေဘက်ကသူတို့ product တွေပတ်သက်တဲ့ information flow ကိုထိန်းချုပ်နိုင်စွမ်းတော်တော်လေးညော့သွားပြီပေါ့နော်အတိအကျပဲ South ထဲမှာ Susie Bryant ဆိုတဲ့အမျိုးသမီးတယောက်ရဲ့ဥပမာကိုကြည့်ရင်ရှင်းတယ်သူ Fendi 8တလုံးဝယ်မယ်စိတ်ကူးတဲ့အခါ fendi.com ကိုတာမတော်တော့ဟုတ်ကဲ့ဘယ်သွားလဲသူက first block လို့ block တွေအရင်ဖတ်တယ်ပြီးတော့ Potero လို့ resale site တွေမှာဈေးတွေလိုက်ကြည့်တယ် Net-a-Porter လို့ online retailer တွေမှာတော့ရှိလာကြည့်တယ် Avail လို့ငားလို့ရတဲ့ service တွေတော့စိတ်ဝင်စားတယ်နောက်ဆုံး A Small World လို့ exclusive network ကနေတဆင့် guild.com လို့ sample sale fate စာရလို့အဲ့ဒီမှာတော့ဝင်ကြည့်တယ်အောင်းဆောင်ကိုရောက်သွားတာပေါ့ဟုတ်တယ်အဲ့ဒီ customer journey တစ်ခုလုံးကိုအမတ်တစိတ်ကလုံးဝထိန်းချုပ်လို့မရတော့ဘူးတုံးဆွဲသူကသူ့ရဲ့ကိုယ်ပိုင် online ကဘာထဲမှာသူစိတ်ကြိုက်လေးလာစုံစမ်းနေပြီဒါကတကယ့်ကိုဇင်ခံလုပ်ငန်းတွေတော့ခြေခံကြတဲ့ပြောင်းလဲကြီးမယ်နော်သူတို့ထိန်းချုပ်မထားတဲ့နေရာတွေမှာသူတို့ brand ကြောင်းပြောနေကြပြီဆိုတော့ဒီလိုအခြေအနေတစ်မှာ online ကိုဝင်ဖို့စ조사တဲ့အခါဘယ်လိုအဓိကစိန်ခေါ်မှုတွေကြုံရလဲအဓိကစိန်ခေါ်မှုကနှစ်ခုလောက်ရှိတယ်လို့ပြောလို့ရတယ်ပထမတစ်ခုကအင်တာနက်ရဲ့သဘောတဘာဝကိုနားလည်မှုလွဲနေတာဘယ်လိုမျိုးလဲအစပိုင်းမှာသူတို့ကအင်တာနက်ကိုကြော်ညာချိတ်ဖို့နေရဒါမှမဟုတ် PC ရောင်းဖို့ channel တစ်ခုတတ်တဲ့အဲ့လိုပဲမြင်ခဲ့ကြတာ
ဒီကနေ့ကျတော့ internet ကဆက်သွယ်ရေး branding customer service လက်လီ market research အလုံးလုံးလို့ရတယ် multi channel platform ကြီးဖြစ်နေတာကိုတိတ်ပရိမထားမိခဲ့ကြဘူး ဟုတ်ကဲ့ ဒုတိယစိန်ခေါ်မှုကတော့ ဒုတိယစိန်ခေါ်မှုကပို့ပြီးတော့အတန်းနှလုံးကြတယ်အဲ့ဒါက Luxmosphere လို့စာရွက်သူတုံးထားတဲ့စိန်ခံအငွေ့ရတဲ့ကို online မှာဘလို့ပြန်ဖန်တီးမလဲဆိုတာပဲ ဟုတ်ပြီတကယ်ဆိုင်ကြီးတဲ့ဝင်ဝိုင်းခန်းစားရတဲ့အဲ့ဒီ exclusive ဖြစ်မှုဝန်ဆောင်မှုကောင်းမှုအဆင့်အတိုင်းမြင့်တဲ့ပတ်ဝန်းကျင်အဲ့ဒီ feeling မျိုးကို website တစ်ခုကနေဘလို့ပေးမလဲပေါ့ ဟုတ်တယ်ဒါက website design လာယုံပုံကောင်းကောင်းသုံးယုံထက်အများကြီးပို့လေအာယုံခံစားမှုတွေအကုန်လုံးနဲ့ဆိုင်တယ် Van Cleef & Arpels ဆို site မျိုးကြတော့အမြင်ပိုင်းမှာ luxury ဆန်ပြီးမဲ့ content နည်းနေပြန်ရော Dolce & Gabbana ကြတော့ content များပြီးမဲ့သုံးရတာရှုပ်ထွေးနေတာမျိုးပေါ့ Prada ဆိုလဲ visual ကောင်းပြီးမဲ့ content နည်းနေပြန်ရော ဟန်ချက်ညီဖို့လိုလာပေါ့နော် not ထက်စိန်ခေါ်မှုတစ်ခုက social media ရဲ့လွှမ်းမှုလို့ဆိုထားသေးတယ်ဟုတ်ပါပဲ social media နဲ့ဆက်ဆံရေးပေါ့ blog တွေ Facebook တို့လိုလူမှုကွန်ရက်တွေကပွင့်လင်းမြင်သာမှု transparency ကိုတောင်းဆိုလာတယ်အမတ်တစိတ်တွေကသူတို့အကြောင်းလူတွေဘာပြောနေလဲဆိုတော့ကိုနားထောင်ဖို့လိုလာတယ်လူအရင်ပြန်ပြီး engage လုပ်ဖို့လိုလာတယ် ဒါကရင်ကလို့ one way communication ပဲလုပ်နေကြဇင်ခံတန်စိတ်တွေတော့တော်တော်လေးရင်ကျင်းမှုအပြောင်းလဲခင်မှာပဲ ဟုတ်တယ်သူတို့的 culture shock လို့ဖြစ်သွားတာပေါ့ ဒီ social web ရဲ့အကျိုးသက်ရောက်မှုကိုနည်းနည်းပိုကြည့်အောင် blog ရဲ့အခန်းကဏ္ဍကဘယ်လောက်ထိအရေးပါခဲ့လဲ တော်တော်လေးရေးပါခဲ့တယ်စာရေးသူက blogger တွေကို citizen journalist လို့တောင်သုံးလုံးထားတယ်သူတို့ကတာမန်လူတွေထင်နိုင်ပေမဲ့သူတို့ရဲ့အမြင်တွေသုံးသက်ချက်တွေကတခါလေတမာယိုကျမီဒီယာတွေထက်တောင်ပိုပြီးဩဇာရှိနိုင်ခဲ့တယ်ဥပမာ Mrs. O blog ဆို Michelle Obama ရဲ့ fashion ကိုခြေအားခန္ဓာအရန်အောင်မြင်ခဲ့တယ် Lexus လို့ဇင်ခံပစ္စည်းအကြောင်းရေးတဲ့ blog တွေကလည်း follower အများကြီးရှိခဲ့တယ် အဲ့ဒီတော့အမတ်တန်စိတ်တွေဘက်ကဒီ blogger တွေကိုဘလို့တုံ့ပြန်ရပါလဲ နဲ့ဤဆုံးကပွင့်လင်းမြင်သာမှုနဲ့စစ်မှန်မှု authenticity ပဲအတူအယောင်လို့မရဘူး အတူအယောင်ဆိုတာဘလို့မျိုးလဲ ဥမာ Vichy အလားကုန်ကိစ္စလို့ပေါ့သူတို့က Claire ဆိုတဲ့ blogger တူတယောက်ဖန်တီးပြီးသူတို့ပစ္စည်းကိုကြော်ညာခိုင်းတာဒါမျိုးကလူတွေတည်သွားရင် brand reputation ကိုအုံချွန်ထိခိုင်းနိုင်တယ် ယုံကြည်မှုပြတ်သွားနိုင်တာပေါ့ ဟုတ်တယ်အဲ့ဒီစား Louis Vuitton လို့တို့မျိုးပေါ့သူတို့ရဲ့ soundbox ဆိုတဲ့ digital product တဲ့ blogger အစစ်တွေကိုဖိတ်ခေါ်ပြီးတကယ် experience ကိုမျှဝေခိုင်းတာမျိုးကပိုပြီးချိရောက်တယ်ယုံကြည်မှုလည်းရတယ်ဆိုလိုတာကထင်းချုပ်ကိုစူးစမ်းရတဲ့နားထောင်ပြီးပူပေါပါဝင်ဖို့ကပူရည်ကြီးလာတယ် မမတဲ့ exclusive ဖြစ်ခြင်းစိတ်နဲ့ပွင့်လင်းရမဲ့ digital လောကကြားကပဋိပက္ခကိုညှိယူရတာပေါ့လေကဲခုနက Luxmosphere ဖန်တီးရေးကိုပြန်သွားရအောင်အာယုံခံစားမှုတွေကို online မှာဘလို့ဖန်တီးကြလဲအမြင်အာယုံတို့အတန်တို့ပေါ့ အမြင်အာရုံ visuals ကတော့အရေးကြီးဆုံးပဲ website ရဲ့ design က web agency တစ်ခုရဲ့ standard style ကြီးမဟုတ်ပဲအမတ်တန်စိတ်ရဲ့ကိုယ်ပိုင် spirit ကိုထင်ဟန်နေဖို့လိုတယ် Louis Vuitton, Cartier, Rolex တို့ရဲ့ site တွေလိုမျိုးကြည့်လိုက်တဲ့သူတို့ brand ဆိုတာသိတာပြီးဆွဲဆောင်မှုရှိရမယ် အတန်ကတော့ အတန်ကိုလည်းတတိထားပြီးတုံးရင် brand experience ကိုပိုပြီးနှက်ဆိုင်စေနိုင်တယ်ဒါပေမဲ့တုံးတဲ့နေရာမှာတတိထားရမယ်စာမျက်နှာတိုင်းမှာစုညံ့နေလို့တော့မဖြစ်ဘူးတချို့ brand တွေဆို sound လို့တရားလို့ sound agency တွေကိုငားပြီးကိုယ်ပိုင် brand sound တည်တံ့ဖန်တီးတာမျိုးလည်းရှိတယ် အထီးအတွေ့ touch တို့အနတ်ဆန့်တို့လိုအာယုံတွေကတော့ online မှာဖန်တီးဖို့တော်တော်ခက်မယ်ထင်တယ် ဟုတ်တယ်အနန်းကတော့လောလောဆယ်ဖြစ်နိုင်သေးဘူးပေါ့ဒါပေမဲ့အထီးတွေအတွက်တော့နီးပင်နာဒီစမ်းသပ်နေကြပြီခုနကပြောတဲ့ my virtual model လိုမျိုးပေါ့ကိုယ်ခန္ဓာကိုယ်အချိုးစားနဲ့ avatar ဖန်တီးပြီးအဝေးစားကို virtual sandwich ကြည့်တာမျိုး ဟုတ်ပြီ H&M တို့နေမှာတုံးနေတယ်နော် ဟုတ်တယ် mass market မှာသုံးနေပြီမဲ့ luxury မှာတော့တိတ်မတွင်ချေသေးဘူးဒါပေမဲ့ Browns လို retailer က virtual changing room စမ်းသပ်နေပြီဆိုတော့အလားတော့ရှိတယ်အရာတာ taste ဆိုရင်လည်း Fortune လိုအစားတော် brand တွေကတော့ဆွဲဆောင်မှုရှိတဲ့ပုံတွေဖော်ပြချက်တွေ tasting event ဖိတ်ခေါ်တာတွေနဲ့ကြိုးစားကြတာပေါ့ ဒါတွေကိုစုစည်းပြီးဘယ်စုံငင်အောင်စဉ်းစားဖို့စာရေးသူက 7C's framework ဆိုတာကိုမိတ်ဆက်ထားတယ်နော်အဲ့ဒါလေးအချင်းယုံပြောပြပေးပါလား ဟုတ်ကဲ့ဒီ 7C's framework က online ဇင်ခန့်အတွေ့အကြုံကိုတိစောက်တဲ့အခါထဲထွင်းဆောင်စဉ်းစားမယ်အချက်ခုနှစ်ချက်ပေါ့အဲ့ဒါတွေလာတော့ 1 concept အမတ်တန်စေရ online ဆိုင်ရာအယူဆဥပမာ The Watch Avenue ကနာရီတွေကို 3D လမ်းပေါ်မှာပြတဲ့ပုံစံမျိုး 2 competence website ရဲ့စွမ်းဆောင်ရည်မြန်နှုန်းလုံခြုံရေးတုံးလာလွယ်ကိုမှု usability ပေါ့ cookie ဆောင်ရင်လည်းပွင့်လင်းမြင်သာမှုရှိရမယ်
3. Content အကြောင်းအရာပြည့်စုံရမယ်ဆွဲဆောင်မှုရှိရမယ် The Watch Avenue ဆိုနာရီအကြောင်းတော်တော်ပြည့်စုံတယ် 4. Commerce online ရောင်းဝယ်မှုအပိုင်းလွယ်ကူရမယ်ချောမွေ့ရမယ် 5. Customization တိုးဆွဲသူကြိုဦးချင်းစီရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုလွေးဖို့တုံကအိမ်မှာနာမည်ထွေးပေးတာမျိုး 6. Community တုံးဆွဲသူအတိုင်းဝင်းတီးဆောင်မှု Apple ကဒါကိုအရန်အောင်မြင်အောင်လုပ်နိုင်မယ် Lancome ကတရုတ်ဆေးကွက်အတွက် Rose Beauty ဆိုတဲ့ community လုပ်ခဲ့တယ် Computing နိပညာအခြေခံအဆောက်အုံ hardware software ကောင်းကောင်းရှိဖို့လိုတယ်ဒီ framework က design လာယုံပစ္စည်းရောင်းယုံထပ်ပို့ပြီးကြေပြင်းပြင်းစီစားဖို့လမ်းညွှန်ပေးတာပေါ့ တော်တော်ပြည့်စုံတဲ့ framework ပဲနော်အဲ့ဒီထဲက commerce ဆိုတဲ့ e-retail အပိုင်းကိုနည်းနည်းလေးအသေးစိတ်ဆက်ဆွေးနွေးကြည့်အောင် online မှာဇိုင်းကန်ပစ္စည်းရောင်းဖို့ဆုံးဖြတ်တဲ့အခါဘာတွေကိုအဓိကထည့်စဉ်းစားရမလဲ ပထမဆုံးကတော့ strategy ပဲနီးပြဟာတိကျချရမယ်ဘယ်ဈေးကွက်ကို target ထားမလဲ location choice တကဘာလုံးလားတနိုင်ရင်တဲ့လားပြီးတော့ဘာပစ္စည်းတွေရောင်းမလဲ product selection အကုန်ရောင်းမှာလားတချို့ collection တွေပဲလား product selection မှာစိတ်ဝင်စားစရာဥမာရှိသေးလား ရှိတာပေါ့ mywardrobe.com တို့ matches.com တို့လို retailers တွေကပစ္စည်းတွေကိုသမားရိုးညာ category ချီတွေဥပမာအင်ဂျီပေါင်းပြီးပြင် weekend getaway အတွက် office chic အတွက်ဆိုပြီး lifestyle theme တွေနဲ့ခွဲခြားပြတာမျိုးက30စုအတွက်ပိုပြီး relate လုပ်လို့ကောင်းတယ် ဟုတ်ကဲ့ဈေးနှုန်းကတော့ဘယ်လိုလဲဇိမ်ကန်ပစ္စည်းဆိုတာ short ဈေးပေးလေမရှိဘူးလေ online မှာကြတော့ရော အဲ့ဒါကတကယ်ကို tricky ဖြစ်တဲ့အပိုင်းပဲဇင်ခံလုပ်ငန်းရဲ့အကျက်အတေးတစ်ခုပေါ့ Louis Vuitton လို brand လက်ချိုးရေးလို့ရတဲ့အရေးအတွက်ကလွဲရင်တော်တော်များများကတော့ online မှာ short ဈေးပေးတာတွေ sample sale တွေလုပ်လာကြတယ် vandyprivate.com လိုမျိုးတွေပေါ့ ဟုတ်တယ်ဒါက inventory ရှင်းဖို့ငွေဖော်လွယ်ဖို့အဆင်ပြေပေမဲ့အချင်းကြာလာရင်အမှတ်တန်စိတ်ရဲ့ exclusivity နဲ့တင်ဘူးကိုထိခိုက်စေနိုင်တဲ့ entry ရှိတယ် Valentino တို့ Oscar de la Renta တို့ဆိုဒီကိစ္စကိုတော်တော်လေးသတိထားပြီးချင့်ကြရတယ် သူတို့က main collection ကို short မရောင်းပဲပြီးတန် diffusion line လိုမျိုးကိုပဲ discount ပေးတာမျိုးလုပ်ကြတယ် တခြား e-retail နဲ့ပတ်သက်တဲ့စင်ခေါ်မှုတွေရှိသေးလား ရှိတာပေါ့ resale site တွေ potero.com လိုနဲ့ rental site တွေ avel.com sackdeluxe.fr လိုပေါ်လာတာကသုံးစွဲသူအတွက်တော့ရွေးချယ်စရာပိုများတော့ပေမဲ့ brand အတွက်တော့သူတို့ရဲ့ product life cycle ကိုထိန်းချုပ်ရပိုခက်သွားစေတယ်နောက်ပြီးအတူရောင်းတဲ့ counterfeit site တွေရဲ့ပြဿနာကလည်းရှိနေတော့မယ် highreplica.com လိုမျိုးတွေပေါ့အတူကတော့ဘေးမှာမစိုးပြဿနာပဲเนาะအရေးကြီးဆုံးကတော့ဘာဖြစ်မလဲအရေးကြီးဆုံးတစ်ခုကတော့ customer service နဲ့ CRM customer relationship management ပဲ online မှာတစ်ခုခုမှာယွန်းသွားရင်ဝန်ဆောင်မှုမကောင်းရင် offline ထက်ပိုမြန်မြန်ပြန့်နှံ့နိုင်တယ် Laredo ဆိုတဲ့ပြင်သစ် company ရဲ့ customer service ဆိုရခဲ့တဲ့ဥပမာကိုစောက်ထဲမှာသေးစိတ်ရေးထားတယ် online မှာရလာတဲ့ customer data တွေကိုစနစ်တကျစုစည်းပြီးကောင်းမွန်တဲ့ဆက်ဆံရေးကိစ္စဖို့ CRM ကအရန်အရေးကြီးတယ်နောက်ပြီး online နဲ့ offline ချိတ်ဆက်မှု channel integration ကလည်းအရေးကြီးတယ်နော်ဟုတ်တယ်အဲ့ဒါလည်းစင်ခေါ်မှုတစ်ခုပဲစာအုပ်ထဲက John Smith ဦးမှာဆိုရင် तू ကတကယ် VIP Ford တဲ့ကြီးဒါပေမဲ့ तू ကနိုင်ငံစုံမှာ credit card အစုံနဲ့ဝယ်နေတော့အမတ်တန်စိတ်ရဲ့ assistant တွေက သူ့ကို VIP တယောက်တည်းအဖြစ်မမိဟုဖြစ်နေတယ်data တွေမချိတ်မိတာပေါ့ဟုတ်တယ်အဲ့ဒီတော့သူ့ကိုပေးတဲ့ VIP service တွေမပေးမိတာမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့် online offline channel တွေအားလုံးက customer data တွေကိုချိတ်ဆက်ထားနိုင်တဲ့ကောင်းမွန်တဲ့ CRM စနစ်ကမရှိမချစ်လိုအပ်တယ်ကောင်းပါပြီအခုနီးပညာရဲ့အခန်းကဏ္ဍကိုပိုပြီး focus လုပ်ကြည့်အောင် mobile ကတော့ဘယ်လောက်အရေးပါလာပြီလဲ mobile ကအခုဆိုရင်အကြီးက platform တစ်ခုနေပါဖြစ်နေပြီ m-commerce mobile commerce ကတပိပိကြီးထွားလာနေတယ် Ralph Lauren ကကြော်ညာမှာ QR code ထည့်ပေးပြီးဖုန်းနဲ့ scan ဖတ်လိုက်တာနဲ့အဲ့ဒီပစ္စည်းကိုဝယ်လို့ရအောင်လုပ်ထားတာမျိုးကတော်တော်လေးရှေ့ရောက်တဲ့အတွေ့ခေါ်ပဲ Chanel လို့ Chloe လို့ mobile apps တွေတော့ပဲနော်ဟုတ်တယ်ကိုပိုင် brand app တစ်ထုတ်တော့ကြတယ်location based services တွေတုံးပြီးအနီးနားကဆိုင်ကြောင်အချက်လက်ပို့တာမျိုး click to call နဲ့ customer service ကိုတိုက်ရိုက်ခေါ်နိုင်တာမျိုး one click purchase နဲ့လွယ်လွယ်ကူကူဝယ်နိုင်တာမျိုးတွေကအလားအလာကောင်းတဲ့နည်းပညာတွေပဲဒါမဲ့သုံးဆွဲသူရဲ့ privacy ကိုတော့အမြဲတမ်းလေစားဖို့လိုတယ်နည်းပညာကထုတ်ကုန်ပိုင်း product innovation မှာတော့ဘယ်လိုအပြောင်းလဲတည်ယူဆောင်လာတည်လဲယူဆောင်လာတာပေါ့ body scanning နည်းပညာ body metrics ရင်ကိုယ့်ရဲ့ကိုယ်တိုင်အတိအကျနဲ့အဝိအစားမားလို့ရအောင်ကူညီပေးနိုင်တယ်digital products တွေလည်းပေါ်လာတယ်
Louis Vuitton ရဲ့ Soundwalk မြို့တစ်မြို့ကြောင့်အတန်လဲလမ်းညွှန်လို့ Hermes ရဲ့ Contract Time ဆိုတဲ့ e-paper diary လိုမျိုးပေါ့ အထက်အလဲပိုင်းမှာတော့ tech fabrics တီကို EK Apparel Versace Lanvin Balenciaga Dolo Brandia အပူချိန်ထိမ့်ပေးတဲ့အထည်အလင်းအောင်ထုတ်လို့တဲ့အထည်စတဲ့နီးပညာသုံးအထည်လေးတွေကိုသူတို့ရဲ့ collection တွေမှာစမ်းသပ်သုံးဆွဲလာကြတယ် store site ထဲမှာနီးပညာသုံးတာ in store tech ကတော့ဘယ်လိုအလားအလာရှိလဲ Armani ရဲ့ New York flagship store ကနာမည်ကြီးဥပမာတစ်ခုပေါ့အဝတ်လက်ခံထဲကမှန်မှာကိုဝတ်ထားကပုံကိုတက်ဖုံရိုက်ပြီးတငယ်ချင်းစီ email ပို့လို့ရအောင်လုပ်ထားတယ်အနာဂတ်မှာဆိုရင် interactive mirrors တွေထိတွေ့တုံ့ပြန်နိုင်တဲ့ Monday touch screens တွေ 3D window display တွေကစိုင်းထဲက customer experience ကိုမြင့်ကျင်ဖို့အများကြီးသုံးလာနိုင်တယ် ဒါဒီအလုံးက online နဲ့ offline အတွေ့အကြုံကိုပေါင်းစပ်ဖို့ကြိုးစားမှုတွေပဲနော် ဟုတ်ပါတယ် seamless integration ပေါ့အဲ့ဒါကအနာဂတ်ရဲ့ပန်းတိုင်ပဲ ဒီလောက်အပြောင်းလဲတွေစမ်းသပ်မှုတွေအများကြီးကြားထဲမှာတကယ်အောင်မြင်တယ်လို့ပြောနိုင်တယ်လို့ထောင်မှုတွေ best practices ရောဒါကတော့လုံးဝမလုပ်သင့်ဘူးဆိုတဲ့အမှားတွေ worst practices ရောရှိမှာပေါ့စာရေးတို့ကဘယ်ဟာတွေကိုထောက်ပြထားလဲ အကောင်းဆုံးဥပမာအဖြစ်ကတော့ The Watch Avenue ဆိုတဲ့ website ကိုတော်တော်လေးချီးကျူးထားတယ်သူရဲ့ concept design atmosphere content အလုံးကဇင်းခံနိုင်လောကကို online မှာအရန်ကောင်းကောင်းပုံဖော်နိုင်ခဲ့တယ်လို့ဆိုတဲ့နောက်ပြီး luxuryculture.com ဆိုတာကလည်းအစောပိုင်းမှာ online ဇင်းခံအတွေ့အကြုံကိုလမ်းခင်းပေးခဲ့တဲ့ site တစ်ခုပေါ့ Victor and Rolf က online တီးတန့် fashion show လုပ်ပြီးအောင်မြင်မှုရခဲ့တာကလည်းကောင်းတဲ့ဥပမာလေ ရှောင်းတဲ့နဲ့အမားတွေကရော ဥပမာ Dior ရဲ့ site တွေဆိုရင်အပိုင်းဒီအများကြီးခွဲထားပြီးတသားလေးမဖြစ်တာမျိုးအစောပိုင်း Hermes site ဆိုရင် online မှာ brand identity ပြောင်းနေတယ်လို့ဖြစ်နေတာမျိုး Galleries လာဖရင်ဆိုရင် flash ဒီအသုံးများလို့ website ကလေးလာနေတာမျိုးနောက်ပြီး Mauboussin တို့ Paul Caro လို့တခြား brand ရဲ့ design ကိုကူးချက်တယ်လို့ထင်အားစေတာမျိုးတွေကတော့ရှောင်းတဲ့အမားတွေပေါ့ စိတ်ဝင်စားစရာကောင်းတာကဇင်ခဏစိတ်တော်များများကသူတို့ industry ထဲမှာမဟုတ်တဲ့ Apple တို့ Nike တို့လို company တွေရဲ့ e-business နီလာတွေကိုပြန်ပြီးလေ့လာအတူယူနေရဆဲဆိုတဲ့အချက်ပဲနော် ဟုတ်တယ်အဲ့ဒါသူတို့ဒီ digital space မှာလိုက်မိဖို့ဘယ်လောက်စူးစမ်းနေရလဲဆိုတာကိုပြတာပဲ ကဲအခုဆွေးနွေးမှုရဲ့နောက်ဆုံးအပိုင်းအနာဂတ်အလားအလာကိုကြည့်အောင်ဒီဇိန်ခရဲစီလာကရဲ့ digital အနာဂတ်ကဘယ်လိုပုံစံဖြစ်လာနိုင်မလို့ထင်လဲ အဓိကမောင်းနေတာကတော့ပြောင်းလဲလာတဲ့သုံးစွဲသူတွေရဲ့မျှော်လင့်ချက်တွေပဲသူတို့ကအရင်လို product တစ်ခုတည်းကိုပဲကြီးတာမဟုတ်တော့ဘူးအဲ့ product နောက်ွယ်ကအမတန်စေးရဲ့တန်းဖို့တဲ့ကျင့်ဝတ် ethics ရေရှည်တည်ထားမှု sustainability တည်ထွင်ဖန်တီးမှု creativity တွေကိုပိုပြီးအလေးထားတောင်းဆိုလာကြတယ် ဆိုတော့အမတ်တန်စေးတဲ့ဘက်ကလည်းအဲ့ဒါတွေကိုလိုက်လျောညီထွေတုံ့ပြန်ဖို့လိုလာပြီပေါ့ ဟုတ်ပါလေသူတို့အနေနဲ့တကယ် luxury ဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်ကိုပြန်ပြီးစမ်းစစ်ရမယ်ပညာပေးရမယ် online နဲ့ offline အတွေ့အကြုံကိုချောမွေ့စွာပေါင်းစပ်ပြနိုင်ရမယ်သုံးစွဲသူစီရတဲ့ data တွေကိုလည်းလေးစားစွာနဲ့တန်ဖိုးရှိရှိအသုံးချတတ်ဖို့လိုလာမယ် စီးပွားရေးအခြေအနေတွေအရှေ့တိုင်းနဲ့အနောက်တိုင်းဈေးကွက်အပြောင်းလဲတွေကတော့ဘလို့တက်ရောက်မှုရှိနိုင်မလဲ ဒီချောင်းကတယောက်မှုရှိမှာပေါ့စီးပွားရေးအတန်းကြတွေကသုံးစွဲသူတွေရဲ့တန်ဖိုး value အပေါ်ရှုမြင်ပုံကိုပြောင်းလဲစေနိုင်တယ်ဈေးကြီးပေးရတဲ့ PC တစ်ခုရဲ့တကယ်ပြန်ဖို့ကဘာလဲဆိုတာကိုပိုပြီးမေးခွန်းထုတ်လာနိုင်တယ်နောက်ပြီးအာရှအထူးသဖြင့်တရုတ်ဈေးကွက်ရဲ့အရေးပါမှုကဆက်ပြီးကြီးထွားလာမှာမလို့အဲ့ဒီဈေးကွက်ရဲ့ digital landscape နဲ့ consumer behavior ကိုနားလည်ဖို့ကအနောက်တိုင်း brand တွေအတွက်အရင်ရေးကြည့်လာလိမ့်မယ် ကောင်းပါပြီဒီနေ့ကျမတို့ဆွေးနွေးခဲ့လာတွေကိုအချင်းချုပ်ပြန်ကြည့်ရရင်ဇိန်ခန်လောင်းကားနေရာအင်တာနက်ကိုအစပိုင်းမှာတော်တော်လေးကြောက်ရွံ့ချီတုံထိခဲ့ကြတယ်ဒါပေမဲ့ပြောင်းလဲလာတဲ့သုံးစွဲသူတွေရဲ့အဖြူအမူမျော်လင့်ချက်တွေနဲ့စီးပွားရေးအခြေအနေတွေကြောင့်နောက်ပိုင်းမှာတော့မထင်မနေလိုက်ပါပြောင်းလဲလာရတယ် ဟုတ်ပါတယ် online မှာအဲ့ဒီ Leximosphere ကို ဖန်တီးဖို့အာရုံကန်စားမှုပိုင်းဆိုင်ရာစိန်ခေါ်မှုတွေ 7C's လို့ framework တွေနဲ့ကြိုးပမ်းနေရတယ်လို့ e-retail မှာလည်းဈေးနှုန်းဖြန့်ဖြူးရေးဝန်ဆောင်မှုကအစမဟာဗျူဟာကြံကြစဉ်းစားရတဲ့အခက်အခဲတွေရှိနေတော့မယ်။ဤပညာကတော့ mobile ကနေ install tech product innovation ကနေ customer experience မြင့်တင်မှုအထိအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာတွေ့ရပါတယ် ဒီဆွေးနွေးမှုနဲ့ဇိန်ခန်ပစ္စည်းလောကရဲ့ဒီရှုပ်ထွေးလာတဲ့ digital အသွင်ကူးပြောင်းရေးကာလကိုပိုပြီးနားလည်ကိုအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့နားထောင်နေကြတဲ့ပုံတွေအတွက်စဉ်းစားစရာလေးချက်ကိုခြံထောက်ခဲ့ခြင်းပါတယ်။
အဲ့ဒါကတော့ဒီ digital နည်းပညာတွေရဲ့ပင်ကိုသဘောတဘာဝဖြစ်တဲ့ပွင့်လင်းမှုဘယ်သူမှဆိုအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်မှု accessibility စတာတွေကဇင်ခံပစ္စည်းတွေရဲ့အဓိကအနှစ်သာရလို့ပြောကြတဲ့တီးတန့်ဖြစ်တည်မှု exclusivity နဲ့ရှားပါမှု rarity ဆိုတဲ့အရာတွေကိုရေရှည်မှာဘယ်လိုသိရောက်မှုတွေရှိလာနိုင်မလဲဒါမို့တနည်းအားဖြင့်ပြောရရင်နီးပညာကဇင်ခံပစ္စည်းတွေရဲ့စိတ်ဝိညာဉ်လို့တင်စားကြတဲ့အရာကိုပဲအခြေခံကြကြပြောင်းလဲနှွားစေနိုင်မလားဆိုတာကတော့ဆက်လက်ပြီးစိတ်ဝင်တစားဆုံးကြည့်ရမယ်မိခွန်းတစ်ခုပါပဲဒီနေ့ဆွေးနွေးမှုမှာပါဝင်ဆွေးနွေးပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနားထောင်ပေးကြသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်